မြတ်စွာဘုရားကိုရိုသေလေးစားတဲ့ပုဂ္ဂိုလ်တွေရှိသလိုဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်အဲ့ဒါလို့ရှိလာတဲ့အခါမှာဆန့်ကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်စေရိုသေတဲ့ပုဂ္ဂိုလ်အပေါ်မှာပဲဖြစ်စေမြတ်စွာဘုရားမကွဲမပြားတည်ငြိမ်စွာတိမှတ်တဲ့စိတ်သဘောထားထားနိုင်ခြင်းဒီဥပိ္ပခပါရမီဒီလိုဆိုတာပေါ့နော်အဲ့ဒီဥပိ္ပခပါရမီရေးကြည့်တယ်ဒါကြောင့်မို့တုံ့လုံးမှုမရှိဘူးလောကလူတွေမေတ္တာရှိလို့သူများတော့ကူညီကြပါရဲ့ဥပိ္ပခမထားနိုင်သည့်အတွက်ကြောင့်ဘာဖြစ်ကိုယ်ပေါ်မှာကိုကူညီထားတဲ့ပုဂ္ဂိုလ်တယောက်ကကိုယ့်ပေါ်မှာကျေးဇူးကမ်းနံမျိုးလောက်လာပြီဆိုလို့ရှိရင်ပြောလို့မပြီးဘူးငါကဘယ်တော့ကလောက်ပေးထားတာငါ့ပေါ်မှာကျေးဇူးမတင်ဘူးနဲ့ဒီလိုဖြစ်တတ်တယ်ပေါ့နော်ပြီးတော့လေကျေးဇူးတင်ခံခြင်းတဲ့စိတ်ကငကိုယ်တည်းရှိလာအဲ့တော့မြတ်စွာဘုရားကျတော့ဥပိ္ပခပါရမီဖြည့်ကျင့်ထားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ပစ္စုပကာရဏနာတိတန္တိတဲ့သူတို့စီကတုံ့ပြန်လာမဲ့ဟာကိုဘာတစ်ခုမှမျှော်လင့်မထားဘူးကိုလှုပ်တာကိုဟာပဲပြီးပြီဒီမှာရင်ဖြတ်ထားလိုက်တယ်နော်သူများရဲ့အကျိုးစီးပွားကိုလှုပ်ပေးတာဒါကိုယ့်ဘက်ကလှုပ်ပေးတာသူစီကဘာတုံ့ပြန်လာမလဲကျေးဇူးတင်ပါတယ်ဆိုတဲ့စကားအစားတုံ့ပြန်လာမှုကိုဘာတစ်ခုမှမမျှော်လင့်ရဘူးဥပိ္ပခဒီလိုဆိုလို့တာနော်အဲ့ဒါကြောင့်မို့အလွန်မွန်မြတ်တယ်ချီးမွမ်းတဲ့လူပေါ်မှာဖြစ်စေကဲရတဲ့လူပေါ်မှာပဲဖြစ်စေဓာတ်လူထားနိုင်တယ်ရန်သူပေါ်မှာပဲဖြစ်စေမိတ်ဆွေပေါ်မှာပဲဖြစ်ဖြစ်စိတ်ဓာတ်ဟာဓာတ်လူထားနိုင်တယ်ဥပိ္ပခပါရမီဒါကြောင့်မို့မြတ်စွာဘုရားရဲ့ပါရမီ7ပါးဖြည့်ကျင့်လေ့ကျင့်ခဲ့တဲ့တော်များသည့်အတွက်ကြောင့်စိတ်ဓာတ်ရင့်ကျက်မှုဟာအလွန်ကိုခိုင်မာသွားတယ်။ဒီဖြည့်တယ်ဆိုတာစိတ်ဓာတ်ရင့်ကျက်အောင်စိတ်ဓာတ်ကိုရင့်ကျက်အောင်ဘုန်းကြီးတို့တွေလည်းရင့်ကျက်အောင်ပါရမီပြည့်သွားမှာပဲပေါ့။အဲ့ဒါလို့မဟုတ်ဘူးဆိုလို့ရှိရင်စိတ်ဓာတ်ဟာခိုင်မာနိုင်မှုခိုင်မာမှုမရှိကြဘူးတဲ့။ရင်းရိုင်ပြီးတော့လှုပ်ရှားလာ။မြတ်စွာဘုရားလောကသားတို့အတွက်မြတ်ဗုဒ္ဓကြိုးပမ်းအထောက်ခဲ့တဲ့ဟာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကိုအဆန့်ကျင်ဆုံးပုဂ္ဂိုလ်တွေကဘယ်သူတွေလဲလို့ဆိုရင်ဗြဟ္မဏတွေပဲဖြစ်တယ်ပေါ့။သို့သောဗြဟ္မဏအားလုံးကမြတ်စွာဘုရားကိုဆန့်ကျင်တာလားလို့ဆိုမဟုတ်ဘူး။ဗြဟ္မဏတွေကမြတ်စွာဘုရားအပေါ်မှာမကျေနပ်ချက်တွေအများကြီးရှိတယ်။မကျေနပ်တာတွေအများကြီးရှိ။သူတို့ပေါ်မှာဒီဇတ်ခွဲခြားမှုနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကရှုတ်ချတာတွေမကျေနပ်ဘူး။သူတို့ရဲ့အခွင့်အရေးတွေလက်လွတ်ဆုံးရှုံးကုန်တာတွေမကျေနပ်ဘူးရစ်ပူဇော်ပွဲတွေပပျောက်သွားအောင်မြတ်စွာဘုရားကြိုးစားဟောပြောခဲ့တယ်မကျေနပ်ဘူးရစ်ပူဇော်တဲ့လုပ်ငန်းတွေလုပ်ရမှသူတို့ကကောင်းကောင်းကြီးလက်လက်ပါတွေရကြတာကိုတထေးတကြွယ်တွေရစ်ပူဇော်ပြီးဆိုလို့ရှိရင်ငွေကြေးအမြောက်များရကြတယ်အဲ့ဒီရစ်ပူဇော်မှုတွေကိုမြတ်စွာဘုရားကအကျိုးမရှိဘူးလို့ဟောခဲ့တယ်ဗေဒတွေနဲ့ပတ်သက်ပြီးအကျိုးမရှိဘူးလို့ဟောခဲ့တော့သူတို့လုပ်ငန်းတွေကိုထိခိုက်သည့်အတွက်ကြောင့်ဗြဟ္မဏတွေဟာမြတ်စွာဘုရားကိုဆန့်ကျင်ဆုံးပဲသို့တော့အားလုံးဆန့်ကျင်တာလားတော့မဟုတ်ဘူးအသိဉာဏ်ရှိတဲ့ဗြဟ္မဏတွေကတော့မြတ်စွာဘုရားရဲ့တပည့်ခံယူကြတယ်ကြည့်လေရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ဆိုတာဗြဟ္မဏတွေပဲဗြဟ္မဏတွေကလာတဲ့ပုဂ္ဂိုလ်တွေမြတ်စွာဘုရားရဲ့တပည့်တာဝကအဖြစ်ခံယူတယ်